YWD Online Media ရဲ့ပရိသတ်များရှင်ရှေးဟောင်းသမိုင်းဝင်ဆူတောင်းပြည်မြတ်စွာဘုရားကြီးနဲ့အာယုံငံတစောင်းတို့ပြန်လည်ပြုပြင်ရမှာပါဝင်ကုသိုလ်ယူနိုင်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တဘာဝဘီဒံလေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့တဲ့မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်လေချင်းရိုးရွာရှေးဟောင်းသမိုင်းဝင်ဆူတောင်းပြည်မြတ်စွာဘုရားကြီးနဲ့အာယုံငံတစောင်းတို့ကိုပြန်လည်ပြုပြင်လျက်ရှိပါတယ်။ရှေးနှစ်ပေါင်းများစွာတည်ထားကိုးကွယ်ပူဇော်လာခဲ့တဲ့ရှေးဟောင်းသမိုင်းဝင်ဆူတောင်းပြည်မြတ်စွာဘုရားကြီးမှာ2025ခုမေလ17ရက်နေ့1389ခုကဆုံလပြည်ဗုဒ္ဓနေ့မှာတဘာဝဘီဒံကြောင့်ထီတော်ကြီးမြေခါခဲ့ပါတယ်။အခုအခါအသစ်ပြန်လည်ပြုပြင်နေတဲ့အတွက်ပါဝင်ကုသိုလ်ယူလှူဒန်းနိုင်တယ်လို့ရွှေဓမ္မရိပ်ညီမိုးကုတ်ဝိပဿနာကျောင်းတိုင်ဦးစီးပရဏနာယကဆရာတော်ဗဒ္ဒနာဝိစိတ်တာကမိန့်ကြားပါတယ်။အရှိအောင်သမိုင်းဝင်ဘုရားတော့မကွေးတိုင်းဒေသကြီးရှင်နှကျောင်းမြို့နယ်ရင်တော်အုပ်စုလေကြီးကြီးရွာသမိုင်းဝင်ဆူတောင်းပြည်မြတ်စွာဘုရားကြီးဟာပြီးခဲ့တဲ့ကဆုံလပြည့်ဗုဒ္ဓနေ့ဟာတဘာဝရဲ့ဘေးဒဏ်ဖြစ်တဲ့လေးရှင်နာမောင်းတိုက်ခတ်ပြီးတော့တစောင်းတော်ကြီးနဲ့တကွဘုရားရဲ့ထီတော်ငါပြောဘူးကနေပြီးတော့ပြတ်ပြီးတော့ထီတော်မြေခါခဲ့ရတယ်။အဲ့ဒီဟာကြီးကိုကောပကအဖွဲ့များနဲ့တကွဩဝါဒစရိယဆရာတော်ကြီးများအားလုံးစီဝေးတိုင်ပင်ပြီးတော့အတိတ်တပံပြန်လဲပြီးတော့ပြုပြင်မွမ်းမံပါဘူး။အဲ့တော့ဖះဒီဖះကြီးကသမိုင်းဝင်ဆူတောင်းပြည်မြတ်စွာဘုရားသမိုင်းဝင်ဖះကြီးလည်းဖြစ်တယ်။ရှေ့နှစ်ပေါင်းများစွာကဒီထားကိုယ်ွယ်တဲ့ဇီဒီတော်ကြီးလည်းဖြစ်တယ်။မြို့သူမြို့သားနယ်သူနယ်သားအားလုံးကိုယ်ွယ်နေတဲ့သမိုင်းဝင်ဘုရားကြီးလည်းဖြစ်တဲ့အတွက်ကြောင့်ဒီဘုရားကြီးဟာနှစ်စဉ်နှစ်တိုင်းဝါကောင်လဇန်9ရက်10ရက်ဆိုရင်ဗုဒ္ဓပူဇညပွဲကြီးကျယ်ဆင်ရင်ပြီးတော့အဲ့ဒီနယ်မှာရှိကြတဲ့နယ်သူနယ်သားတွေရွာသူရွာသားတွေအားလုံး9ရက်သား9ရက်သမီးတွေဟာဒီဘုရားကြီးကိုအကြီးအကျယ်ပူဇော်ပွဲကြီးဆင်ရင်ကျင်းပကြပါတယ်အဲ့တော့ဒီနေ့လည်းပဲဖြစ်သွားတာကကဆုံလာပြီနေရဖြစ်သွားတယ်ဝါကောင်လဇန်9ရက်10ရက်မှာဗုဒ္ဓပူဇနီယပွဲတော်ကြီးဆင်ရင်ကျင်းပရမယ်ဆိုတော့လအနေအပြင်2လကြိုလောက်ပဲဒီဘုရားကြီးကိုတစ်တပံပြန်လဲပြီးတော့ပြုပြင်မွမ်းမံမှုအချိန်ဟာအဲ့လောက်ပဲရအဲ့ဒီ2လကျော်အချိန်အတွင်းမှာအကုန်လုံးဇီဒီတော်ကြီးကိုအောက်ခုံလုံးနဲ့တကွညံတော်အမြင့်ထီတော်ရွှေသင်္ကန်းတော်တစောင်းစားရှိသည်အပြင်အားလုံးပြီးစီးဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့်ဆောင်ရွက်ကြရတဲ့ဂောပကအဖွဲ့များဟောရာစရိယဆရာကြီးများဟာအင်မတန်ခက်ခဲနဲ့ပြင်ပန်းပန်းကြိုးစားရမှာဖြစ်ပါတယ်အခုလည်းစတင်ပြီးတော့ဒီဖျားကြီးဟာပြုပြင်မွမ်းမံမှုတွေဆက်လက်ပြီးတော့ဆောင်ရွက်နေပါပြီမြန်ဆန်နဲ့ပြီးဖို့ရန်အတွက်ဆိုရင်အသီးအလှရှင်တက္ကမတွေများစွာလိုအပ်နေပါတယ်ဦးစင်းတွေတကွာအားလုံးဒီမှာရှိကြတဲ့တက္ကမများကလည်းအားလုံးစုပေါင်းပြီးတော့နိုင်သလောက်ဇီဒီတော်ကြီးဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက်တအားသူပါဝင်လူတန်းကြမှာဖြစ်ပါတယ်ကြံရှိတဲ့အားလုံးသောဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းတို့ကလည်းပဲဒီသမိုင်းဝင်ဆူတောင်းပြည့်မြတ်စွာဘုရားကြီးအတိတ်တပံပြန်လည်ပြီးတော့ပြုပြင်မွမ်းမံနိုင်ရန်အတွက်ဘက်ပေါင်းစုံကထီတော်စိန်ဘူးတော်ငှက်မြနာတော်အယံဇီဒီတော်ပင်မဇီဒီတော်တစောင်းတော်ရင်ပြင်တော်စရှိသည့်အပြင်ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက်ပါဝင်ပြီးတော့လှူဒန်းကြမယ်ဆိုလို့ရှိရင်လှူဒန်းလို့ရပါတယ်ဆိုတဲ့အကြောင်းအားလုံးအတိပေးတိုက်တွန်းလိုပါတယ်ဦးဇင်းတို့ဘုရားဘာသာမှာလည်းပဲပြည့်ညတ်သွားရာတတ်တဲ့ပါဇဗုဒီပါလက်ရာတောင်ကျွန်းဩဘာနမိတ်ထွန်းဆိုတဲ့အတိုင်းပဲဒီဖျားရှင်ဖျားကြီးရဲ့ပွဲတော်ဟာဆုတောင်းပြည့်မြတ်စွာဘုရားဖြစ်ပါတယ်ဦးဇင်းတို့ကြားဘူးဆိုတော့အေယာဝတီမြစ်ရဲ့အရှိတ်ဘက်မှာ
မြောက်ဘက်ကိုမုတ်လှဲ့တဲ့ဖရာဟာနှစ်ဆူလောက်ပဲရှိတယ်လို့ကြားနာမှတ်သားဖို့ပါတယ်အခုဆိုတော့မြတ်စွာဘုရားကြီးဟာလည်းပဲမုတ်ဦးဟာမြောက်ဘက်ကိုလှဲတော်မူတဲ့ဖရာတဆူဖြစ်ပါတယ်ဒါကြောင့်အင်မတန်တကူကြီးတဲ့တမန်ဝင်ဖရာကြီးဘက်စုံပြုပြင်မွမ်းမံမှုရန်အတွက်အဘက်ဘက်မှာအားလုံးပါဝင်လှူဒန်းနိုင်ရပါတယ်ပါဝင်လှူဒန်းမယ်ဆိုလို့ရှိရင်ဇီဒီယဘာလာတော့ရအကြောင်းမှာရှိကြတဲ့ကောဘကဖွင့်နေတကွဒါဝေကဩဝါဒစိတ္တရဆရာတော်ကြီးများထံမှာလည်းပဲလှူဒန်းနိုင်ပါတယ်ဦးစင်းထံမှာလည်းပဲဆွတ်တပြီးတော့ပါဝင်လှူဒန်းနိုင်ပါတယ်ဆိုတာကိုဦးဇင်းတို့အသိပေးတိုက်တွန်းလိုပါတယ် ဆူတောင်းပြည်မြတ်စွာဘုရားကြီးကိုနှစ်စဉ်ဝါကောင်လဆန်း9ရက်နေ့နဲ့10ရက်နေ့တို့မှာဗုဒ္ဓပူဇနီယပွဲတော်ကျင်းပလေရှိပြီးပွဲတော်မတိုင်မီပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပလေရှိတယ်လို့သိရပါတယ်။ဆူတောင်းပြည်မြတ်စွာဘုရားကြီးကိုဘုရားပွဲတော်မတိုင်မီအပီးပြန်လဲပြုပြင်မွမ်းမံနေတာဖြစ်တဲ့အတွက်ပါဝင်ကုသိုလ်ယူလိုပါကဆူတောင်းပြည်မြတ်စွာဘုရားကောပကအဖွဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 2539 494ခွန်တလီ39 893 500 350 39 459 3923 109နဲ့ရွှေဓမ္မရင်ကြီးဆရာတော်ဖုန်းနံပါတ်ဖြစ်တဲ့39 253 118 333ခွန်ကိုဆက်သွယ်လှူဒန်းနိုင်ပါကြောင်းနိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်လိုက်ရပါတယ်ရှင်။